안녕하세요 여러분. 디니 띵간사가로 어떻단 일이ဖြစ်ပါတယ်. 시마 시 띵간사리마 비네 따라네 방면마 어떤 블루ထွက်လေဆိုတာ 하고 띵해 비비스로 뒤에 띵간사마로 어떻다 비르시냐로 어떤 블루ထွက်လေဆိုတဲ့ 띵간사ကို သွားမှာ ဖြစ်ပါတယ်. သူကအတက်တက်နေမှာဆိုလို့ရှိရင်သူကဘီးနဲ့တရနဲ့ပေါင်းတာ type 3မျိုးရှိတယ်လို့မို့သူကအတက်တက်မဲ့နေရာမှာလေသူကဒီ type 3မျိုးရဲ့အောက်မှာသွားပြီးတော့မှဘီးတွေကိုထပ်ထဲတာကိုအတက်တက်နေလို့ခေါ်ပါတယ်သူကအတက်တွေကိုဘီး19လုံးလုံးအတက်တက်လို့ရတယ်အဲ့19လုံးလုံးကိုအတက်အနေနဲ့3လုံးပြန်ပြီးရှင်ညာ3ကြရတယ်ပေါ့နော်သူကဒီ downline တရတွေမှာဆိုလို့ရှိရင်လေသူကအောက်မှာသွားပြီးရှင်ညာအတက်တက်တယ်အလျားလိုက်တရတွေမှာဆိုလို့ရှိရင်လေအောက်မှာသွားပြီးအတက်တက်တယ်ပေါင်းဆက်တရတွေမှာဆိုလို့ရှိရင်လေအောက်မှာသွားပြီးရှင်ညာတော့အတက်တက်တယ်အတက်တက်ပြီဆိုလို့ရှိရင်သူကအောက်မှာအတက်တက်ပေးရတယ်ဒီဘီးတွေကိုပဲအောက်မှာသွားပြီးတော့မှနောက်ထပ်တစ်လုံးထပ်ဆင်ပြီးရေးပေးတာပေါ့နော်သူကအသက်တွေက19လုံးလုံးအသက်တက်လို့ရပြီမယ်အသက်က9တန်ပဲထွက်တယ်အသက်9တန်ပဲထွက်တယ်ပထမအဆုံးကဆိုရဲအသက်ကဆိုရဲအသက်သူကဒီဂရေခရေကရေဒီသုံးလုံးကိုအသက်တက်ထားတယ်ဆိုလို့ရှိရင်သူ့ရဲ့အတန်ထွက်ကဆိုရဲအတန်ထွက်တယ်ခြေတန်ထွက်တယ်နောက်တစ်ခုကနီယနဲ့အတက်တက်ထားရဆိုလို့ရှိရင်သူကအန်အတန်ထွက်တယ်နာအတန်နေဆိုရဲအတန်ထွက်တယ်ပြီးတော့နောက်တစ်ခုကထီအတန်ထွက်တာကြတော့သူကများတယ်ဒါစာဂျာချာဟာဟာစာဒီရဲ့စာဆိုရဲဒီစာလုံးတက်ကိုပြီးရင်ဂျာဆိုရဲဂျာခငယ်ရပေးဂျာတက်ကိုထတက်ကိုဒါတက်ကိုပြီးတော့နောက်တစ်ခုကဟာတက်here hat အဲ့ဒီဟာတွေအကုန်လုံးကိုအနောက်မှာ T ဆိုတဲ့အဲ့လိုမျိုးအတန်ထွက်တယ်သူကအတန်ကတစ်မျိုးပဲထွက်တယ်ဒီရဲ့စက်ကလုံးတွေအကုန်လုံးနဲ့အတက်တက်တယ်ဆိုရင် T အတန်ထွက်တယ်တာဝန်ဖို့တက်အတန်နောက်တစ်ခုကကြတော့ real ကကြတော့ရှေ့မှာဘီးကိုစပြီးတော့မှတင်ကြတဲ့ကနေသူကရာနဲ့လာနဲ့နှမျိုးရှိရလို့ပြောခဲ့တယ် R နဲ့ L နဲ့အဲ့တော့ရိုးဘီးအနေနဲ့ပဲသုံးမယ်ဆိုလို့ရှိရင်သူက R အတန်ထွက်တယ်ရာအတန်ထွက်တယ်သူ့ကိုအသက်အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ကြတော့လာ L အတန်ထွက်တယ်သူကနှလုံးရှိတဲ့ထဲမှာရိုးဘီးအနေနဲ့ပဲသုံးမယ်ဆိုလို့ရှိရင်ရာအတန်ထွက်တယ်ဒီအသက်အနေနဲ့သုံးမယ်ဆိုရင်လာအတန်ထွက်တယ် L အတန်ထွက်တယ်သူကို L ဆိုလို့ရှိရင်ဘလို့အတန်အရှာကိုအပုံလန်မျိုးမှအတန်ထွက်တော့အဲ့ပုံစံအတိုင်းပဲလိုက်ပြီးထွက်ပေးရတယ်နောက်တစ်ခုကကြတော့သူကmedium ဆိုလို့ရှိရင်မအတန်ထွက်ပြီးတော့မှအတန်ထွက်ပြရတယ်သူ့ပါဇက်ပိတ်ပြီးတော့မှအတန်ထွက်ပြရတယ်သူကအင်္ဂလိပ်စာလုံးမှာ M နဲ့ဆုံးတဲ့စကားလုံးနဲ့ဆိုလို့ရှိရင်ပါဇက်ပိတ်ပြီးဘလို့အတန်ထွက်တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်သူက mom mom အမေဆိုလို့ရှိရင်အနောက်မှာ M နဲ့ဆုံးတာဖြစ်တဲ့ကြောင့်မို့ပါဇက်ပိတ်ပြီးတော့မှအတန်ထွက်တယ်အဲ့ပုံစံအတိုင်းပါဇက်ပိတ်ပြီးအတန်ထွက်ပြရမယ်ဒီ N ကကြတော့သူကN အတန်ညီးပြီးတဲ့ချိန်ကအတန်ထွက်ပြရမယ်။နာတန်နဲ့အတန်ထွက်ပြရမယ်။သူက N အတန်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် moon moon အဲ့ဆိုလို့ရှိရင်အနောက်မှာ n ဆိုတဲ့အတန်လေးအဲ့ပုံစံအတိုင်းလေးသူကအတန်ထွက်ပြရတယ်။ပြီးတော့နောက်တစ်ခုကကြတော့ P အတန်ပါစောက်အတန် P အတန်ပါစောက်အတန်ကကြတော့ B နဲ့ P အဲ့နှစ်ခုနဲ့တက်ထားရဆိုလို့ရှိရင် P ပါစောက်အတန်ထွက်ပြရတယ်။သူကဒီအင်္ဂလိပ်စာလုံးနဲ့အနည်းဆက်စလုံးဆိုလို့ရှိရင် LIP ဆိုရင် lip အနောက်ကအဲ့လို p ဆိုပြီးတော့မှထွက်တဲ့အတန်လုံးကိုသူကအတန်ထွက်ပြရတယ်ပြီးတော့နောက်တော့ Ian ကကြတော့သူကငါတက်အတန်ပြီးတော့ NG အတန်သူကငါတက်အတန်ဆိုပြီးတော့မှမြန်မာလိုအလွယ်တကူပြောလိုက်ပေမဲ့သူကငါတက်အတန်လုံးဝကြီးလေအတန်ထွက်တာမဟုတ်ဘူးသူက NG အတန်ကိုတွားပြီးရှင်ညာအတန်ထွက်ပြရဘယ်လိုမျိုးလဲဆိုလို့ရှိရင်အင်္ဂလိပ်စကားလုံးမှာအနည်းဆက်ဆုံးစာလုံးကကြတော့ among among အနောက်ကငန်းဆိုရဲ ng ဆိုရဲထွက်တဲ့အတန်အဲ့ဒီရဲ့ငန်းဆိုတဲ့အတန်ကိုလိုက်ပြီးရှင်ညာထွက်ပြရတာကနဲ့အတက်မယ်ဆိုလို့ရှိရင်သူ့ကို K အတန်အနောက်ကနေလိုက်ပြီးတော့မှထွက်ပြရတယ်သူ့ကိုအတန်ကိုပြက်အတန်ထွက်ပြရတယ်မအော်မောကတ mock book hug
hug shake 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 pack 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 sock 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 poke 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 cack 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 pack 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 ock 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 သူကအင်္ဂလိပ်စာလုံးမှာအနည်းဆက်ဆုံးအတန်ထွက်တူတာကကြတော့ milk milk အဲ milk မှာဆိုလို့ရှိရင်သူကအနောက်မှာ l ရဲ့ k ရဲ့ဆိုလို့ရှိရင် ilk လို့မျိုး k အတန်လေးလိုက်ပြီးမှထွက်တယ်အဲပုံစံအတိုင်းသူကအတန်ထွက်ကိုပြက်ပြက်နဲ့အတန်ထွက်ပြရတယ်ဒီ shake မှာဆိုလို့ရှိရင်စာအီဆိုရင် c လို့အတန်ထွက်ဖို့လို့ပြောထားတယ်ရှေ့ကသင်ခန်းစာမှာပါထားပြီးသားစာအီရှိရာဂဟာထိုးလုံးကြည့်တင်စံခက်ရှိအဲ့ဒါမှအနောက်ကနေခါတက် shake shake အနောက်ကနေခါတက်တန်ပြတာပေါ့နော်ဒါဆိုလို့ရှိရင်လေမအောဆိုရင်မော်တွေးထိုးမရီရှာမော်အောက်ကနေအနောက်ကနေခါတက် mock mock ဒါဆိုရင်ဂါဥဂူဂါတက် cook cook ခါငယ်နှစ်ချောင်းရင်ခါခွေတက် cook နောက်တစ်ခုက nut nut မှာဆိုလို့ရှိရင်လေသူက moon moon အဲ့မှာ n ဆိုရဲအတန်ထွက်ပုံစံအတိုင်းမြည်ပြီးတော့မှအတန်ထွက်ပြရမယ်လို့ပြောထားတယ်အဲ့တော့ nut n n nen nen bon bon hyun hyun jun jun mon mon john john san san min min jin jinท่าแต่ကကြတော့သူကအနောက်ကနေ t နဲ့ဆုံးတဲ့အတန်လုံးမို့သူကလည်းပြက်ပြက်ပဲအတန်ထွက်ပြရတယ်။မဆိုလို့ရှိရင်ဂါအော်ကိုစတဲ့ got got mod mod od od good good did meat meat nut nut mud mud it good good beat beat shoot shoot not not eat what นี่ beep နဲ့ peep ပတ်တဲ့ဆိုလို့ရှိရင်သူက p အတန်ထွက်လို့မို့အတန်ထွက်ပြရတယ် lip lip အဲဆိုလို့ရှိရင်အနောက်ကနေ p ဆိုရဲအတန်ထွက်အဲ့ပုံစံတိုင်းသူကအတန်ထွက်ပြရတယ်ဒီမှာဆိုလို့ရှိရင်ဘာပတ်တဲ့ pop pop ip up yop rip jip nip နာအီနီဘာတဲ့ nip လို့တန်ထွက်ပြီး nip go rip sop နောက်တစ်ခုမတ်ကကြတော့သူက m အသက်ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုပါးစပ်ပိတ်ပြီးတော့မှအတန်ထွက်ပြရတယ် mom မအိုမိုမတ် mom jam sam ron nim နာအီနီမတ် nim ညာနဲ့အတန်ထွက်ပြရတယ် nim ဒီမှာ 선생님 အဲ့ဒီရဲ့ 님 အများဆုံးကြားဖို့ကြမှာပါဆီယာမဆိုလို့ရှိရင် 선생님 အပြင်ဒီကုမ္ပဏီပိုင်ရှင်ဆိုရင် 회장님 အဲ့လိုမျိုး 님 အနောက်က 님 ဆိုရဲထွက်တဲ့အတန်ကဒီစာလုံးနဲ့ရေးတာပါအဲ့ဒီရဲ့ 님 tim
him him com com gom gom cham cham 물သူကလာတက်အတန် L အတန်ထွက်ဖြစ်တာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့သူကနောက်ဆုံးမှာအတက်တက်တဲ့အချိန်ကြလို့ရှိရင် L ဆိုရင်ထွက်တဲ့ပုံစံအတိုင်းရှာကိုအပေါ်ကိုခောက်ပြီးရှင်ညာအတန်ထွက်ပြရတယ်ရှာကိုအပေါ်ခောက်ပြီးတော့မှ L ဆိုရင်ထွက်တဲ့ပုံစံအတိုင်းအတန်ထွက်ပြရတယ်ဒါဆိုရင်မအူမူလာတက်မွေမွေဒါဆိုရင် mal mal tal tal dieu dieu nul nul bol bol hal hal 실 실 팔 팔 둘 둘နောက်ဆုံးတစ်ခုငါတက်ဒီထဲမှာအတန်ထွက်ရတာအခက်ဆုံးစကားလုံးကဒီရဲ့ ion အသက်လို့ပြောလို့ရတယ်သူကငါတက်ဆိုလို့ရှိရင်ဆိုပြီးတော့မှပြောဖို့ရအောင်အတွက်ကကြောက်လေခါအာခါငါတက်ဆိုလို့ရှိရင်ခန်းလို့အတန်ထွက်တယ်ခန်းကိုမြန်မာလိုရေးလိုက်မယ်ဆိုလို့ရှိရင်ခန်းငယ်ရေးရှာငါတက်ဆိုလို့ရှိရင်အတန်ရအဲ့လိုမျိုးခန်းငယ်ရေးရှာငါတက်ဆိုပြီးမှမြန်မာမှာအတန်မရှိဘူးလေနော်အဲ့လိုပုံစံလို့မို့ဒါကကျတော့အတန်ထွက်ရတာငါတက်လို့ပြောပေမဲ့အတန်ထွက်ရတာအခက်ဆုံးအတန်အဲ့တော့တေချာလေးနားထောင်ပါမယ်နော်သူကအနောက်ကအမောင်အဲ့ရဲ့မောင်ရဲ့အနောက်က NG ကထွက်တဲ့အတန်လုံးမို့ယူပြီးရှင်ညာအတန်ထွက်တာသူကဒီလေချောင်းရဲ့အစကနေအာကောင်သားလေးကနေစပြီးရှင်ညာတော့သူ့ရဲ့နောက်ဆုံးအတန်ကိုထုတ်ပြရတာခါအာဆိုရင်ခါပဲခါဆိုပြီးတော့မှပဲပြီးသွားတယ်အချောလိုက်လေးခါဆိုပြီးသွားတယ်သူကကြတော့ဒီအောက်ကငါတက်လိုက်ပြီဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘူးခန်းခန်းအဲ့လိုမျိုးတက်သွားတယ်ပြီးရင်လေချောင်းသားကနေအာကောင်သားကနေအတန်ကိုထုတ်ပြီးတယ်ခန်းခန်းပြီးတော့ဒါဆိုလို့ရှိရင်နုံနုံဒီမှာအနောက်မှာနာအူဆိုရင်နူပဲအဲ့ဒါမှငါတက်လိုက်တော့နုံဆိုရဲငုံဆိုတဲ့အတန်လေးထွက်လာတယ်နုံနုံပြီးတော့ဒါဆိုရင်ဒုံဒုံဒါအူဆိုရင်ဒိုအဲ့ဒါမှငါတက်လိုက်တော့ဒုံဒုံအဲ့ဆိုရင်ဒုံဆိုလို့ရှိရင်မြန်မာအနေနဲ့ရေးမယ်ဆိုရင်ဓာတ်တွေတစ်ချောင်းရင်ငါတက်နဲ့ဒုံလို့မရတော့နာတက်နဲ့သွားပြီးဒုံနဲ့ပုံစံလုံးမျိုးဖြစ်သွားတယ်ဒါပေမဲ့နာတက်လုံးမို့သွားဒီရှာနဲ့တဖုံးနဲ့ထိပြီးတော့မှအတန်ထွက်တာမဟုတ်ဘဲနဲ့အာခေါင်နားနေပြီးရှင်ညတော့သူကအလုံးလိုက်အတန်ထွက်လာတာဒုံအဲ့ဒါမှနာတက်နဲ့အတန်ထွက်မယ်ဆိုရင်ဓာအိုဒိုနာတက်ဒွန်ဒွန်ဒါမှငါတက်နဲ့အတန်ထွက်မယ်ဆိုရင်ဓာအိုဒိုငါတက်ဒုံဒုံအတန်ရှိရကွာတယ်နော်ပြီးတော့ဒါဆိုလို့ရှိရင်လေရာအာရာငါတက်ရန်ရန်ရန်ဒါဆိုရင်မာအိုမောငါတက်မောင်မောင်မောင်ဘန်ဘန်ဘန်ဆုံဆုံဆုံဂျုံဂျုံဂျုံခုံခုံခုံ棒棒棒